ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15ငါသည်မှန်သောစပြည့်နွယ်ပင်ဖြစ်၏ငါခမည်းတော်သည်လည်းဥယျာဉ်ဆောင်ဖြစ်တော်မူ၏ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏အသီးသီးသောအခက်ရှိသမျှတို့ကိုသာ၍သီးစေခြင်းငှာတုတ်တင်ရှင်းလင်းတော်မူ၏သင်တို့သည်ငါဟောပြောသောစကားအားဖြင့်ယခုပင်ရှင်းလင်းလျက်ရှိကြ၏ငါ၌တည်နေကြလော့ငါသည်လည်းသင်တို့၌တည်နေမည်စပြစ်ခက်သည်အပင်၌မတည်လျင်ကိုယ်အလိုလျောက်အသီးမသီးနိုင်တဲ့ကဲ့သို့သင်တို့သည်ငါ၌မတည်လျင်အသီးမသီးနိုင်ကြငါသည်စပြည့်နွယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုသီးတတ်၏ငါနှင့်ကွာလျင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြငါ၌မတည်သောသူသည်သွေးချောက်သောအခက်ကဲ့သို့ပြင်သို့ပြစ်လိုက်ခြင်းကိုခံရ၏ထိုသို့သောအခက်များကိုလူတို့သည်စုသိမ်း၍မိထဲသို့ချလိုက်ကြသဖြင့်မိလောင်ခြင်းသို့ရောက်ကြ၏သင်တို့သည်ငါ၌တည်၍ငါစကားသည်သင်တို့၌တည်လျင်သင်တို့သည်တောင်းကျင်သမျှကိုတောင်း၍ရကြလိမ့်မည်သင်တို့သည်များစွာသောအသီးကိုသီးသောအားဖြင့်ငါခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍သင်တို့သည်လည်းငါ၏တပြည့်မှန်ကြလိမ့်မည်ခမည်းတော်သည်ငါကိုချစ်တော်မူသကဲ့သို့ငါသည်သင်တို့ကိုချစ်၏ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့ငါသည်ငါခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်ငါပညတ်တို့ကိုစောင့်ရှောက်လျင်ငါမေတ္တာ၌တည်နေကြလိမ့်မည်သင်တို့၌ငါဝမ်းမြောက်เสียအကြောင်းတည်စေခြင်းငှာ၎င်းသင်တို့ဝမ်းမြောက်เสียအကြောင်းစုံလင်စေခြင်းငှာ၎င်းဤစကားကိုသင်တို့အားငါဟောပြော၏ငါပညတ်ဟုမူကားငါသည်သင်တို့ကိုချစ်သည်နည်းတူသင်တို့သည်အချင်းချင်းချစ်ကြလော့ကိုယ်အဆွေတို့အဖို့အလိုငှာကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်သောမေတ္တာသည်အဘယ်သူ၌မျှမရှိသင်တို့သည်ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျင်ငါ၏အဆွေဖြစ်ကြ၏ယခုမှစ၍ငါသည်သင်တို့ကိုကျွန်ဟု၍မခေါ်ကျွန်မူကားကိုယ်သခင်ပြုသောအမှုကိုမသိသင်တို့ကိုအဆွေဟု၍ငါခေါ်၏အကြောင်းမူကားငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာတို့ကိုသင်တို့အားငါပြသ၏သင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်သွား၍တည်ကြည်သောအသီးကိုသီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမည်းတော်မှတောင်းသမျှတို့ကိုရမည်အကြောင်းသင်တို့ကိုငါခန့်ထား၏သင်တို့သည်အချင်းချင်းချစ်စေခြင်းငှာဤပညတ်တို့ကိုငါပေး၏လောကီသားတို့သည်သင်တို့ကိုမုန်းနှင့်သင်တို့ကိုမမုန်းမီငါကိုမုန်းကြသည်ကိုသိမှတ်ကြလော့သင်တို့သည်လောကီနှင့်ဆက်ဆံလျင်လောကီသားတို့သည်မိမိတို့နှင့်ဆက်ဆံသောသင်တို့ကိုချစ်ကြလိမ့်မည်သင်တို့သည်လောကီနှင့်မဆက်ဆံလောကီတဲကငါရွေးကောက်သောသူဖြစ်သောကြောင့်လောကီသားတို့သည်သင်တို့ကိုမုန်းကြ၏ကျွန်သည်မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်ဟုငါပြောခဲ့ပြီးသောစကားကိုအောက်မေ့ကြလော့သူတို့သည်ငါကိုညှင်းဆဲလျင်သင်တို့ကိုညှင်းဆဲကြလိမ့်မည်ငါစကားကိုနားထောင်လျင်သင်တို့၏စကားကိုနားထောင်ကြလိမ့်မည်ထိုသူတို့သည်ငါကိုဆေလွတ်တော်မူသောသူကိုမသိသည်ဖြစ်၍ငါ၏နာမကြောင့်သင်တို့အားထိုအမှုရှိသမျှတို့ကိုပြုကြလိမ့်မည်ငါသည်လာ၍ထိုသူတို့အားမဟောမပြောလျင်သူတို့၌အပြစ်မရှိယခုမူကားမိမိတို့အပြစ်ကိုဖွက်၍မထားနိုင်ကြငါကိုမုန်းသောသူသည်ငါခမည်းတော်ကိုမုန်း၏ငါသည်အခြားသူမပြုဘူးသောအမှုကိုထိုသူတို့ရှေ့မှမပြုလျင်သူတို့၌အပြစ်မရှိယခုမူကားသူတို့သည်ထိုအမှုကိုမြင်ရ၍ငါနှင့်ငါခမည်းတော်ကိုမုန်းကြ၏တို့ဖြစ်လျင်အကြောင်းမရှိဘဲငါကိုမုန်းကြ၏ဟုသူတို့၏ပညတ်တိကျမ်းစာ၌ရေးထားသောစကားသည်ပြည့်စုံခြင်းသို့ရောက်သည်ခမည်းတော်ထံမှထွက်လာ၍တမန်တရားနှင့်ပြည့်စုံသောဝိညာဉ်တော်ဒီဟုသောခမည်းတော်ထံမှသင်တို့စီတို့ငါဆေလွတ်လက်တန့်သောဥပစ္စေဆရာသည်ရောက်လာသောအခါငါ၏အကြောင်းကိုသက်သေခံလိမ့်မည်
သင်တို့သည်လည်းရှေ့ဦးစွာမှစ၍ငါနှင့်အတူရှိနေသောကြောင့်သက်သေခံရကြလိမ့်မည် တမန်ကျမ်းစာဖတ်ခြင်းအစီအစဉ်၌ပါဝင်ကြသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ပေါ်၌ဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေအာမင်